저 좀 도와줄 수 있어요? 쯤하고 내내라 군이 배로야말라 자뭐 쯤하고 내내라 군이 배로야말라 ဆိုခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့တင်ရမယ်ပေါ့နော်ဒီခံကိုတင်မယ်ဆို조가ဘာကြီးရကောင်းလဲဆိုရင် 문제 상황을 말하고 도움을 요청할 수 있다. 저ပြဿနာတစ်စုံတရာဖြစ်တဲ့အခြေအနေမျိုးမှာဆိုရင်ဘယ်လိုပြောရမလဲအကူအညီတွေဘယ်လိုတုံ့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောရမယ်ပေါ့နော်အဲ့ဒါဒီမှာကကြောက်သူကအရင်ဆုံးနေနဲ့အကူအညီတောင်းတဲ့အခြေအနေမျိုးမှာဘယ်လိုမျိုးတုံ့လို့ရမလဲဆိုတဲ့စာကြောင်း၈ကြောင်းလေးကိုကျွန်တော်အရင်သင်ပေးမယ်ပေါ့နော်အဲ့စာကြောင်း၈ကြောင်းကကျွန်တော်အလုံးမှတ်ထားလို့ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်နံပါတ်1ကကြောက်သူကဘာလေးလဲဆိုတော့죄송하지만 저 좀 도와주세요. 죄송하지만 네, 뭐노 안하베메 저 좀 도와주세요. 저마 오늘 내가 분이 배봐. 저는 오늘 내가 분이 배봐. 이마도 이거 사오 봉리, 바 봉리 내가 뭐 디올라 요 많이마다. 아서 내가 분이 다음에 되니 죄송하지만 저 좀 도와주세요. 별로 야해 뭐노. 아오나베메니 저마 오늘 내가 분이 배봐 이렇게. 죄송하지만 저 좀 도와주세요. 안아뵈면 저만 오늘내라 군이비가. 까르구소에 저 부탁이 있는데요. 저 자가 홀리 부탁이 있는데요. 누구고 당소지야 시로봐. 아군이 당지야리 시로봐. သူများကိုကအကူအညီတောင်းချင်တယ်ဆိုတယ်လေမပြောဘဲနဲ့အကူအညီတောင်းစရာလေးရှိလို့လေအဲ့လိုပြောချင်း저 부탁이 있는데요. 홀리 아군이 레시로바 저 제하리 어떤요 네 sve벼 저 부탁이 있는데요 고군이 다운친애들 나메 콜라이래요 민수 씨 저 부탁이 있는데요 민수의 저마 아군이 레시로바 저마 아군이 다운자 레시로바 အဲ့လိုပုံစံလေးပြောလို့ရတယ်เนาะ 부탁 저 부탁ဆိုလို့ရှိရင်အများကြီးကြားဘူးလားတော့မသိဘူးတခုခုကို자기 소개လုပ်ပြီးလို့ရှိရင်လေကျ앞으로 부탁합니다ဆိုပြီးတော့အများကြီးပြောကြရလေ앞으로 부탁합니다ဆိုပြီးတော့လေ介绍ကူညီပေးပါအောင်맞아요 앞으로 부탁합니다ဆိုပြီးတော့제가အများကြီးသုံးနေပြီเนาะ자기 소개ပြီးလို့ရှိရင် 앞으로 부탁합니다 ဆိုရင်제가ရှေ့ရှာအများကြီးကူညီပေးကြပါအောင်ကျွန်တော်ချစ်ခင်ပေးကြပါအောင်အဲ့လိုပုံစံမျိုးလေးပေါ့တခုခုပြောပြီးတဲ့မျိုးလေးအနောက်ကထည့်လိုက်တယ်ပေါ့နော်များသောအားဖြင့်자기 소개မှာဆိုရင်ပြောရများတယ် 앞으로 부탁합니다 이렇게 အဲ့လိုပုံစံမျိုးကျွန်တော်ပြောလို့ရတယ်နော်တရားရောက်ကိုကူညီတောင်းချင်နေဆိုရင်저 부탁이 있는데요ဟိုလေအကူညီတောင်းကြလေရှိလို့ဆိုပြောလို့ရတယ်နော်ကျွန်တော်နံပါတ်3ဆိုရင်미안하지만 이거 좀 도와주실래요? 알아나뵈면 레레 디할리네라 군이 배로여야 몰라. 다자 그냥 퀸다운의ပုံစံ ခုနကျတော့ လုံးဝ 군이 배봐 မရတော့ဘူးလို့ပြောတာဒီခါကကျသူများခွင့်ပြုချက်ကိုယူတောင်းတာအကူညီပေးလို့ရမလား 이렇게 미안하지만 이거 좀 도와주실래요? 너네랑 군이 배친라 이렇게ဒီပေါ်ဒီရာကိုကျွန်တော်နည်းနည်းလောက်ကူညီပေးချင်လားဒီပေါ်အချက်ဒီပေါ်နံပါတ်4ဆိုရင်시간 있으면 저 좀 도와주시겠어요? 시간 있으면 시에ဆိုရင်အားရဆိုလို့ရှိရင်ကျမကိုနည်းနည်းလောက်ကူညီပေးလို့ရမလားကျမကိုနည်းနည်းလောက်ကူညီပေးလို့ရမလားကျွန်တော်ကိုနည်းနည်းလောက်ကူညီပေးလို့ရမလားဒါမျိုးသူများကျွန်တော်ကြီးလေးပြောလို့ရတာပေါ့시간 있으면 저 좀 도와주시겠어요? 이렇게 네. 너는 빨리 소인 뭐 도와드릴까요? 밤야꾼이 배야말래. 사인 디자인을 듣고 저 서비스 듣고 또에 지내는 거 많이자면서 그러면 뭐 도와드릴까요? 밤야꾼이 배야말래 신 이렇게 다꾼이 мя로 알래 신 알로 본다. 네. 뼈라 мя에 거너 뭐 도와드릴까요? 밤야꾼이 배야말래. 나도 벽과 아마 제 말로 돼봐요. 제가 듣고 뭐တနည်းအားမှာလောက်ရမယ်ဥမာအဲကြိုတွေပါအဲ့လိုမျိုးဆိုရင်သူများလာရင်မောဒဝသတိကရောဗာများကုညီပေးရမလဲရှင်ဆိုပြီးတော့မေးလို့ရတယ်ပေါ့နော်အကယ်၍တရားကကိုကုညီလာတော့ဘာဆိုလို့ရှိရင်ကျွန်တော်အတန်တရားလည်းအဲ့ဒါတဝတ်တိတောင်းတာတောင်းတယ်ပေါ့တန်သက်ရှိ저 부탁이 있는데요တန်သက်ရေကျမရကတဝတ်တိလေးရှိလို့
အဲ့ဒါတန်ထက်ကဘယ်လိုပြန်ပြီးလို့ရလဲမူဆုံး ကျက်ကတူကတူအောင် ဒီစာကြောင်းလေးချုပ်ပြောလို့ရတယ်မူဆုံးဘူထက်ကြီးရဲ့ရောဘာအကူညီများလဲဘာများကူညီတောင်းချင်တာလဲဒီလိုခဲ့မူဆုံးဘူထက်ကြီးရဲ့ရောဘာများကူညီပေးရမလဲဒါမျိုးလေးပြောလို့ရတယ်တကယ်ကိုကူညီနိုင်တယ်ကိုကူညီပေးမယ်ဆိုရင်ခြေကတော့တတိကဲရောကျွန်မကူညီပေးပါမယ်ခြေကတော့တတိကဲရောကျွန်မကူညီပေးပါမယ်ကျွန်တော်ကူညီပေးပါမယ်ဒါမျိုးကြီးပြန်ပြောလို့ရတယ်ခြေကတော့တတိကဲရောဒီလိုခဲ့那不是说挂我们过年来我说喏，没多啊，叫做面的哟，没多啊，叫做面的哟，我过年背那路张妈妈的啵喏，过来澳洲是我说哟，不如嘛过年背到也还前年没有么好牛是不是？过来老盐面的是不是喏？等于讲没多啊，就是没多啊，叫做面的哟，俺来么过年来喏，俺来么真来路张妈妈的，对不对？要路呀，喏。ဒါချေကအကူညီရေတောင်းတဲ့အခါမှာပြောလို့ရတဲ့စကားရှစ်မျိုးပုံစံပေါ့အခြေအနေချိန်ခါလိုက်ပြောမှချေကြိုက်တဲ့စကားလုံးကိုတုံးလို့ရတယ်ဒီဟာတွေကချေပုံသေးချက်ထားလို့ရှိရင်ပို့ပြီးတော့ကောင်းလို့ပေါ့နော်အများကြီးတုံးဝင်တဲ့စကားလုံးဆိုလေကိုမကြက်နိုင်အောင်ဆိုရင်တော့မှစကားပြောရဲမှချေကအများကြီးထည့်ပြောမယ်ဆိုရင်ဒီဟာတွေကအရန်တုံးဝင်နေအဲ့ဒါချေတစ်ခါတော့တိုင်မိမယ်လိုက်ဆိုကြည့်နော်ချွေစွာကြီးမှာချော中途주세요ကျဆိုဟာကြည့်မယ်ကျုံတူပါကြည့်စေရောဟုတ်ပြီအကောင်လုံးလိုက်ဆိုမယ်နော်저 부탁이 있는데요. 저 부탁이 있는데요. 미안하지만 이것 좀 도와주실래요? 미안하지만 이거 좀 도와주실래요? 시간이 저희 재미말로 와표ပြပေးမယ်နော် 안아비면 ကျမကူညီပေးချင်လား 시간이 있으면 저 좀 도와주시겠어요? အချိန်ရှိရဆိုရင်ကျမကူညီပေးမလား 시간이 있으면 좀 도와주시겠어요? ဟုတ်ပြီ အချိန်ရှိရင်ကျွန်တော်ကိုပေးမလား 뭐 도와드릴까요? 도와드릴까요? 아유 나와 봐. 뭐 도와드릴까요? 노래 무슨 부탁이에요? 무슨 부탁이에요? 부탁이에요? 무슨 부탁이에요? 바냐군이 돼야말래. ဟုတ်ပြီ 제가 도와드릴게요. ကျမကူညီပေးပါမယ် 제가 도와드릴게요. 저군이 돼야매. 못 도와줘서 미안해요. မကူညီနိုင်လို့တောင်းပန်ပါတယ် 뭐 도와줘서 미안해요. 뭐군이 나는 땀만말해. ဟုတ်ပြီနေ잘했어요. အဲ့ဆိုရင်ဒီစာကြောင်းလေးကျွန်တော်မှတ်ထားပြီးတော့မှအချင်းချင်းချိန်ခါလိုက်တုံးကြည့်မယ်နော် အဲ့ဆိုချင်းနေလေးပြန်မေးကြည့်မယ် သူများဟိုကွာအကူညီတောင်းကြရှိရယ် ဟိုလေကျမအကူညီတောင်းကြရှိလို့ပါဆိုကျွန်တော်ဘယ်လိုပြောလို့ရလဲ 저 부탁이 있는데요. 저 부탁이 있는데요. 저 부탁이 있는데요. ဆိုပြီးတော့မှကိုရဲ့အနောက်မှာကိုအကူညီတောင်းချင်တာလေးပြောလို့ရတယ် 오케이ဟုတ်ပြီအဲ့ဒါလို့ရှိရင်ကိုယ့်သူများအကူညီလာတောင်းလေဒါဆိုရင်ဘာအကူညီများလို့တာလဲဒါဆိုရင်ကျွန်တော်ကဘယ်လိုပြန်ပြောမလဲ 무슨 부탁이에요? 무슨 부탁이에요 လို့ပြောလို့ရတယ်အဲ့လိုမဟုတ်ဘူးကွာ service center တစ်ခုခုမှအလုပ်လုပ်တယ်ဆိုရင်သူများလာတယ်ဘာများကူညီပေးရမလဲဒါဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲ 뭐 도와드릴까요? 뭐 도와드릴까요 ဆိုပြီးတော့ပြောလို့ရတယ်အဲ့ဒါကျွန်မကူညီပေးမယ်ဆိုရင်ကြတော့ရော 제가 도와드릴게요. 제가 도와드릴게요 ဆိုပြီးတော့ပြောလို့ရတယ်အကယ်၍ကိုကမကူညီနိုင်ဘူးအဲ့ဆိုရင်မကူညီနိုင်လို့အာနာမိပါရဲ့ဒါဆိုရင်ရော 못 도와드릴까요? 주서 미안해요. 못 도와줘서 미안해요 မကူညီနိုင်လို့တောင်းပန်ပါရဲ့ဆိုပြီးတော့ပြောလို့ရတယ်နော်ပြီးတော့မှကိုကသူများအကူညီတောင်းချင်တယ်အာနာပေမဲ့ကျမတို့နည်းနည်းလောက်ကူညီလို့ရမလားဆိုရင်ကြတော့ရော 죄송하지만 죄송하지만 좀 도와드릴게요. 도와주세요. 도와드릴게요 မဟုတ်ပဲね 도와주세요 လို့တောင်းမယ်နော် 도와주세요 သင်ကူညီပါတခုခုကျော်ကဒုက္ခရောက်တဲ့ချိန်မှာဆိုရင်လေ도와주세요 도와주세요 သင်ကြချုံကဲကြပါအောင်ကူညီကြပါအောင်တဲ့ပုံစံနော် 네. အဲ့ဒီကျွန်တော်ကအချိန်ရှိရင်ကူညီပေးလို့ရမလားဆိုကြတော့ရော 시간이 있으면 좀 도와주시겠어요.
시간이 있으면 도와주시겠어요? 저 어텐시에 소에 군이 베로야말라 소벼벼로야이너 네 잘했어요. 네. 또 벼로야비. 아들 이제 라우스에 저가 한 번미 비로 지내너.